ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းလင်းတင်ပြချင်မှာတော့ Keep Me Automation Tools တွေကိုသုံးပြီးတကယ် professional ဆင့်ရှိတဲ့ digital content စက်ရုံကြီးတစ်ခုဘယ်လိုတည်ဆောက်မလဲဆိုတာကိုလေ့လာသွားကြပါမယ်အထူးသဖြင့် N8N ကိုအသုံးပြုပြီး Google Sheets နဲ့ AI agents တွေကနေအခြား platforms တွေပေါ်ကိုအလိုလျောက် auto posting လုပ်တဲ့စနစ်ဒါမှမဟုတ် triggers နည်းစနစ်တွေကိုအမှားအယွင်းကင်းကင်းနဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတာကိုအသေးစိတ်ဝင်ကြည့်သွားကြမယ်နော် ဒီအကြောင်းကိုမစခင်မှာတခြားလေးတစ်ချက်စဉ်းစားကြည့်ရအောင် developer အတိုင်းဝိုင်းမှာဆိုရင်ဒီ N8N ကိုအချင်းကုန်တက်တာစီတဲ့နေရာမှာတကယ်ကိုပြိုင်ဘက် game ပဲလို့သတ်မှတ်ထားကြတယ်လေကိုယ်တိုင်အစခင်နဲ့ကိုယ်ထိုင်ရေးရင်3ရက်လောက်အချင်းယူရမယ်ကိစ္စတွေကိုနှစ်နာရီအတွင်းအပြီးသက်ပေးနိုင်တဲ့စွမ်းအားရှိတယ်ဆိုတော့တကယ်ကိုအချင်းနဲ့လောက်အားကိုအများကြီးတက်တာစီတာပေါ့ဒါဆိုရင်အရင်ဆုံး MN ဆိုတာပါလဲဆိုတာအခြေခံလေးတီးထားဖို့လိုမယ်ထင်တယ်အလွယ်ပြောရရင်သူက APIs တွေ database တွေနဲ့ AI models တွေကိုလွယ်လွယ်ကူကူချိတ်ဆက်ပေးတဲ့ engine တစ်ခုပါပဲဒီစနစ်ရဲ့အဓိကအရွယ်ချက်ကညာရည်သူနီးပညာကိုစနစ်တကျပေါင်းစပ်ထည့်သွင်းဖို့ပါပဲအဲ့လိုထည့်သွင်းတဲ့အခါမှာလဲထွက်လာမယ့်ရလက်တွေကိုလုံးဝထိန်းချုပ်မှုမလွတ်သွားစေပဲအလိုရောက်လို့စောက်ပေးအောင်တင်မကလုံခြုံရေးကိုပါတေချာအာမခံချက်ပေးနိုင်တဲ့စနစ်တစ်ခုဖြစ်ပါတယ်နော်ဒီ digital စက်ရုံလေးလို့စနစ်တကျဒီဆော့ထုံးတဲ့ကျွန်တော်တို့အဆင့်50နဲ့ထွားကြပါမယ်ပထမဆုံး automation စနစ်ကိုစတင်မယ်ဒုတိယအနေနဲ့ Google Sheets ကိုချိတ်ဆက်မယ်တတိယအဆင့်မှာ AI agent နဲ့ဖန်တီးမှုတွေလုပ်မယ်လေးခုမြောက်မှာတော့သက်ဆိုင်ရာ platform တွေစီဖြန့်ဝေးမယ်နောက်ဆုံးအနေနဲ့အမှားယွင်းတွေကိုစနစ်တကျဖြေရှင်းမယ်ဒီအစီအစဉ်အတိုင်းတွားကြပါမယ်ပထမဆုံးအဆင့်Stephanieနေနဲ့ automation စနစ်ကိုဘယ်လိုစတင်မလဲဆိုတဲ့အခြေခံချက်လေးတွေကိုကြည့်လိုက်အောင် workflow တွေစမဆောက်ခင်မှာကြိုတင်ပြင်ဆင်မှုကတကယ်ကိုအရေးကြီးပါတယ်ကိုယ့်စနစ်မှာအလုံးလုံးပေးမဲ့ Google Sheets, Gmail နဲ့ OpenAI လို့ဝန်ဆောင်မှုတွေအတက်လိုအပ်တဲ့ API and keys တွေမှန်ကန်တဲ့ credentials တွေကိုအတိအကျအရင်ဆုံးချိတ်ဆက်ထားဖို့လိုအပ်ပါတယ်ဒါက digital မှတ်ပုံတင်ကပ်ပြားတွေထုတ်ပေးတယ်လို့ပါပဲဒီလိုသေချာချိတ်ဆက်ထားမှသာနောက်ပိုင်းအဆင့်တွေမှာပါအထစ်အငုံအောင်မရှိပဲချောချောမွေ့မွေ့အလုံးလုံးနိုင်မှာဖြစ်ပါတယ်ကဲအဲ့ဒီအနည်းဘလို့ဆက်တည်ဆောက်သွားလဲဆိုတာအဆင့်နဲ့ကိုဆက်သွားကြမယ်ဒီအဆင့်ကတော့ data တွေစတင်လက်ခံမဲ့ Google Sheets ကိုချိတ်ဆက်တဲ့အပိုင်းပါတီတီချာချာစနစ်တကျပြင်ဆင်ထားတဲ့ spreadsheet တိဆောက်ပုံကလုပ်ငန်းစဉ်တစ်ခုလုံးအတွက်ယုံကြည်စိတ်ချရတဲ့ cloud တစ်ခုလိုအလုပ်လုပ်ပေးပါတယ် title URL နောက်ပြီး publication status စတဲ့ column တွေကိုအတိအကျတတ်မှတ်ပေးထားတာကြောင့် content တွေစီစဉ်မှုကတကယ့်ကိုစနစ်တကျဖြစ်သွားတာပေါ့အလွယ်ပြောရရင်ဒီဇာတ်ကွက်ဟာကျွန်တော်တို့စေယုံကြီးကိုစတင်လဲပတ်စေမဲ့မောင်းနှင်အားတစ်ခုပါပဲအခုဆိုရင် Google Sheets မှာ row အသစ်တစ်ခု slower ကအချက်လက်အသစ်တစ်ခုဝင်လာတာနဲ့တပြိုင်နက် workflow ကိုအလိုလျောက်စတင်စေမဲ့ trigger node ကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေ့ရပါပြီ watch for ဆိုရင်ညမှာ rows လို့ထားပြီး events ကို added လို့သတ်မှတ်လိုက်တာနဲ့စနစ်ကြီးက data အသစ်ဘယ်အချိန်ဝင်လာမလဲဆိုတာကိုအမြဲတမ်းမျက်ခြေမပြတ်စောင့်ကြည့်နေတဲ့အသင့်အနေအထားဖြစ်သွားပါပြီတော်တော်လေးကိုမိုက်တယ်မို့လားအဆင့်3အနေနဲ့ကတော့ဉာဏ်ရည်သူကိုအသုံးပြုပြီး AI agent နဲ့ content တွေဖန်တီးရတဲ့အပိုင်းကိုရောက်လာပါပြီဒီဒီမှာ Google Sheets ကနေရလာတဲ့အဒိုချုပ်အချက်လက်တွေကို AI စီပို့ပေးရပါတယ်တတိထားမဲ့အရေးကြီးဆုံးအချက်ကတော့ structured output parser ကိုမဖြစ်မနေထည့်သွင်းအသုံးပြုဖို့ပါပဲဘာလို့လဲဆိုတော့ AI တွေကတခါလေးပုံစံမကျတဲ့စာသားတွေထုတ်ပေးတယ်လို့ပါဒီ parser လေးခံသုံးလိုက်တာနဲ့ AI ကထွက်လာတဲ့စာသားတွေရှုပ်ထွေးမသွားတော့ပဲနောက်တဲ့အဆင့်တွေမှာချိုရွေးမှုမဖြစ်အောင်တေချာတားဆီးပေးနိုင်တော့ပြီပေါ့ပြီးတော့ဒီအချက်လေးကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ် AI ကထုတ်ပေးလိုက်တဲ့အရာတွေကိုမျက်ကန်းယုံကြည်ပြီး platform တွေပေါ်တိုက်ရိုက်တင်လိုက်တဲ့အခါဖြစ်လာနိုင်တဲ့ entry တွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်စနစ်ကျတဲ့ပုံစံမှာကျတော့အဲ့ဒီလိုတိုက်ရိုက်မတင်ပဲ AI ကရေးပေးတဲ့မူချမ်းတွေကို Gmail ကနေတဆင့်လူလေးစီရင်ပို့တယ်ပြီးမှတခြားစစ်ဆေးပြီးအတည်ပြုချက်ယူတဲ့လုပ်ငန်းစဉ်ကိုဖျက်တာပါဒါကဘလောက်တောင် professional ကြပြီးလုံခြုံစိတ်ချရလဲဆိုတာစဉ်းစားကြည့်ပါနော် AI ကဘလောက်ပဲတောင်းနေပါစေအရေးကြီးဆုံးဖြတ်ချက်တွေကတော့လူသားတွေရဲ့ထင်ချုံမှုအောင်မှာပဲရှိနေဖို့လိုအပ်ပါတယ် ဒါဆိုရင်အဆင့်၄ကိုရောက်လာပါပြီဒီစင်ကတော့တေချာစစ်ဆေးပြီးသား post တွေကိုသက်ဆိုင်ရာ platforms တွေစီအလိုအလျောက်ဖြန့်ဝေတင်ဆက်ပေးမဲ့ပိုင်းဖြစ်ပါတယ်ဒီနေရာမှာတကယ်ကို announce ရကောင်းတဲ့အချက်ကတော့ if node လေးတွေကိုသုံးပြီး platform အများကြီးစီကိုခွဲဖြားသွားတဲ့ logic တိစောပုံပါပဲ sheet ထဲမှာ true လို့မှတ်ထားတဲ့ platform တွေအတွက်သက်ဆိုင်ရာ social API တွေကိုအဆင့်ဆင့်အသက်သွင်းပေးသွားတာပါဥပမာပြောရရင် Facebook အတွက် true ရှင်နေ Facebook ပေါ်တင်ပေးမယ် Twitter အတွက် false ရှင်နေအဲ့ဒီအဆင့်ကိုကြော်သွားမယ်ဆိုတော့စနစ်ကျတဲ့ဆုံးဖြတ်ချက်ချမှုမျိုးကိုသူကိုယ်လိုက်အလိုလျောက်လှပ်ဆောင်သွားမှာဖြစ်ပါတယ်post တွေတင်သေးသွားပြီဆိုတာနဲ့လုပ်ငန်းစဉ်ပြီးဆုံးသွားပြီလို့မထင်လိုက်ပါနဲ့ဘူးအစကတော့ Google Sheets စီကိုပြန်သွားပြီး status နေရာမှာ published လို့ပြောင်းလဲရေးသားလိုက်ဖို့ကအင်မတန်အရေးကြီးပါတယ်ဒါဟာ professional အဆင့်မှာမဖြစ်မနေတည်ထားရမယ့်သတိပြုစရာလေးပါဒါမှသာနောက်တစ်ခါစနစ်ကြီးပြန်အလုပ်လုပ်တဲ့အခါ post အဟောင်းတွေထပ်တင်မိတာမျိုးစာတွေထပ်နေတာမျိုးမဖြစ်အောင်တိတိကျကျကောက်ွယ်ပြီးနိုင်မှာဖြစ်ပါတယ်နောက်ဆုံးအဆင့်ဖြစ်တဲ့အဆင့်5ကိုရောက်ပါပြီအမှားယွင်းတွေကိုစနစ်တကျဖြည့်ရှင်းခြင်းနဲ့လုံခြုံရေးအစီအမံတွေကိုကြည့်လိုက်ကြရအောင် ဒီနေရာမှာအရေးကြီးတဲ့မဲကုန်းတစ်ခုမေးစရာရှိလာပါတယ်
လုပ်ငန်းစဉ်ကြီးလဲပတ်နေတော့အလယ်မှာ note တစ်ခုခုရွတ်တရက်ချွေရင်းသွားရင်ဘာဖြစ်သွားမလဲဒါဟာ professional asset error handling logic လို့ခေါ်တဲ့အမှားယွင်းဖြေရှင်းခြင်းကိုစဉ်းစားဖို့အဓိကတော့ချက်ပါပဲရိုးရိုး automation တွေဆိုရင်တော့ဒီနေရာမှာတင်ရပ်တန့်သွားမှာပါဒါပေမဲ့ကျွန်တော်တို့ဒီစောသားတဲ့ စနစ်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးဒီလိုမျိုးအခက်အခဲတွေတဲ့တီးတန့် error log က workflow တစ်ခုကိုကြိုတင်တိစောက်ထားဖို့လိုပါတယ် error trigger note လေးကိုထည့်သွင်းပြီးအဓိကလဲပတ်နေတဲ့ workflow တွေအားလုံးကိုအဲ့ဒီ logger နဲ့ချိတ်ဆက်ထားလိုက်ရုံပါပဲဒါဆိုရင်အမှားယွင်းတစ်ခုခုဖေတာနဲ့ချက်ချင်းဖမ်းယူပြီးမှတ်တမ်းတင်ပေးနိုင်တဲ့စကြဝဠာလုံခြုံရေးကွန်ရက်ကြီးတစ်ခုကိုဖိုင်တီလေးတလို့ဖြစ်သွားပါပြီဒီနည်းလမ်းက workflow တိုင်းအတွက် error လိုက်ရှာစရာမလိုပဲတနေရာတဲ့ကနေဗဟိုချုပ်ကဲ့မှုနဲ့ထိန်းချုပ်နိုင်စေပါတယ်ချွေးရမှုတစ်ခုဖြစ်ပေါ်လာတာနဲ့အချင်း workflow နဲ့မဲ့ဘယ်နှမှာဖြစ်သွားတာလဲဘာကြောင့်ဖြစ်တာလဲဆိုတဲ့အသေးစိတ်အချက်လက်တွေကိုတီးတန့် Google Sheet တစ်ခုတည်းကိုအလို့လျောက်တွားပြီးမှတ်တမ်းတင်ပေးသွားမှာပါဒါပြဿနာကိုမြန်မြန်ဆန်ဆန်နဲ့ထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့အများကြီးအထောက်အကူပြုပါတယ်ဘယ်နေရာမှာဘာကြောင့်မှနေမှမသိလို့မက်ဆီစုံမိတ်လိုက်ရှာနေရတဲ့ဒုက္ခနဲ့ကင်းဝေးသွားတာပေါ့ဗျာဒါကြောင့်အရေးကြီးဆုံးအချက်ကတော့ဒီလိုအလော့ရောက် Slack ကနေတီးပေးချက်တီပို့ပေးတဲ့စနစ်ပါပဲမှတ်တမ်းတင်ပေးုံတင်မကဘူးနော်ပြဿနာကိုချက်ချင်းဝင်ရောက်ကြည့်ရှုနိုင်မဲ့တိုင်းရိုက် URL link ပါတပါတဲ့တွဲပို့ပေးတာပါဒီစနစ်လေးကဂုံထုတ်လုံးမှု line တစ်ခုလုံးကိုအမြဲမပြတ်စောင့်ကြည့်ထိန်းချုပ်နိုင်စေပြီးစနစ်ကြီးရပ်တန့်သွားတဲ့အချင်းလုံးဝမရှိအောင်ဒေတာအားမခံချက်ပေးထားနိုင်ပါတယ်ရှင်းလင်းတင်ပြချက်ကိုညီကုန်းချုပ်အနေနဲ့တွေးစရာမေးခွန်းလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်အခုလို AI နဲ့ AI ကိုပေါင်းဆက်ပြီး content ဖြန့်ဝေမှုလုပ်ငန်းစဉ်ဒီတစ်ခုလုံးကိုစနစ်ကျကျလိုလျောက်လုံခြုံချောမွေ့စွာလှုပ်ဆောင်လာနိုင်ပြီးဆိုတော့ကျွန်တော်တို့လူသားတွေရဲ့စွမ်းရည်နဲ့အချိန်တွေကိုနောက်ထပ်ဘလို့စမ်းသစ်နဲ့ဖန်တီးမှုမဟာဗျူဟာတွေပတ်မှာပို့ပြီးအာယုံစိုက်သုံးဆွဲသင့်ပြီလေဒီပညာကအလုတ်ကျန်းတွေကိုတောင်းယူသွားပေးတဲ့အခါကျွန်တော်တို့ရဲ့ဖန်တီးနိုင်စွမ်းအတွက်အကန့်အသတ်မရှိတဲ့လမ်းစာတွေပွင့်လာပြီဆိုတာသိကြပါရဲ့ယနေ့ဒီမြတ်ချက်ကနေလက်တွေ့အသုံးချနိုင်မဲ့အသိပညာတွေရရှိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်